မြင်းဝင်ကြီးရဲ့ရိတ်သိမ်းချွေလေးစံထဲမှာရိတ်ရှင်တဲ့တောင်သူတွေအနေနဲ့ဒီဗီဒီယိုလေးကိုကြော်မသွားပါနဲ့ခင်ဗျဟုတ်ကဲ့ပါမင်္ဂလာပါခင်ဗျအခုမြင်တွေ့နေရတော့မတော်ရိတ်သိမ်းချွေလေးစံမြင်းကောင်ကြီး108ကောင်ပဲဖြစ်ပါတယ်သူ့ရဲ့ကျွန်တော်တို့အောက်ပိုင်းရဲ့အိုးစီအားဆိုရင်88ကောင်ရဲ့အိုးစီလို့9လုံးမဟုတ်ဘဲနဲ့9လုံးထိကိုတက်ဆင်ပေးထားတဲ့အတွက်သူ့ကိုကြည့်လိုက်တာနဲ့အောက်ပိုင်းတောင်နေတဲ့ဆက်မှန်အရန်တိသားတွေမှာဖြစ်ပါတယ်ခင်ဗျဒါအပြင်မှာကျွန်တော်တို့မတော်မြင်းကောင်ကြီး108ကောင်ရေသိမ်းချွေလေးစားဆိုရင်စကားကိုတစ်ထပ်မဟုတ်ပဲနဲ့နှစ်ထပ်တိကိုတက်ဆင်ပေးရတဲ့အတွက်စဘာကို69ရာခိုင်နှုန်းထိတန့်စင်ပေးမှဖြစ်ပါတယ်အဲ့လိုတန့်စင်ပေးတဲ့အတွက်တောင်သူတွေအနေနဲ့စဘာကိုနှစ်ခါပြန်သင်းတန့်စင်တရားမလိုပဲနဲ့အချိန်ကုန်တက်တာစီမှဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့မတော်108ကောင်ကဆိုရင်တော့ဖြစ်ရေးခွင်ကျဲတဲ့အတွက်လုပ်ငန်းပြည်စုမှုကကျွန်တော်တို့မြေမျိုးစားပေါ်မူတည်ပဲမောင်းနေသူပေါ်မူတည်မယ်ပြီးတော့ကျွန်တော်တို့စဘာအထောင်လဲပေါ်မူတည်ပြီးတော့တနာရီကို2ဧကကျော်တော့ကြာမှာဆိုတော့လုံးဝတောင်သူတွေအတွက်အန်ကိုက်ဖြစ်စေမှာဖြစ်ပါတယ်မတော်မြင်းကောင်ရဲ့108ကောင်ရဲ့ဒီလှောင်ကန်ဆိုလဲစဘာတင်း40ကျော်ဆက်မှာဆိုလို့အတွက်တောင်သူတွေအကြိုက်တွေ့စေမှာဖြစ်ပါတယ်ဗျကျွန်တော်တို့အနည်းချုပ်အနေနဲ့ပြောပြရမယ်ဆိုရင်မတော်ရေသိမ်းချွေလေးစားမြင်းကောင်ရဲ့108ကောင်ဟာဆိုရင်108ကောင်အားရှိတဲ့အတွက်လင်းမြန်စွာစဘာကိုရေသိမ်းနိုင်မယ်ရေးခွင်ကျဲမယ်အောက်ပိုင်းတောက်မယ်လှောင်ကန်ကြီးမယ်စဘာကိုပြန်လဲတန့်စင်တရားမလိုပဲရေသိမ်းနိုင်မယ်ဆိုတဲ့အတွက်တောင်သူကြီးတွေတော့အမှာအဆင်ပြေတဲ့ဆက်တစီပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့အသေးစိတ်စုံစမ်းမေးမြန်းလို့ခြင်းနဲ့ဆိုရင် hotline ဖုန်းနံပါတ်များကိုဆက်သွယ်နိုင်တဲ့အပြင်မှာ comment နဲ့မေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီဗီဒီယိုလေးအောက်မှာ comment နဲ့မေးရခဲ့နိုင်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ဗီဒီယိုနဲ့ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်